ဒီကောင်မလေးကလူတွေပဲချိန်မှာတင်မလဲဆိုတာကိုကြုံမြင်နိုင်စွမ်းရှိပါတယ်တနေ့မှာတော့သူမဟာအမေဖြစ်သူနဲ့အတူအပြင်သွားရင်းလမ်းမှာအမျိုးသမီးတယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီကဏ္ဍရဲ့အတိတ်ပဲကတော့အဲ့ဒီမျိုးသမီးဟာတမိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတာပါပဲဒါကြောင့်ကောင်မလေးကအဲ့ဒီမျိုးသမီးမှာတစ်ခုခုဖျားနာနေတာရှိလားလို့မေးခဲ့ပါတယ်ဒါကိုကြားတော့ကောင်မလေးရဲ့အမေကတမိဖြစ်သူကိုတားဆီးပြီးမစီမဆိုင်တာတွေမမေးဖို့ဆုံးမကအဲ့ဒီမျိုးသမီးကိုတောင်းပန်ခဲ့ပါဒါပေမဲ့အမေဖြစ်သူကပြောပြီးချင်းမှာပဲအပေါ်ကနေပန်းအိုးကြီးတစ်ခုပြုတ်ကျလာပြီးအဲ့ဒီမျိုးသမီးရဲ့ခေါင်းကိုထိမှန်ကကွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာတော့အမေနဲ့သမီးနှစ်ယောက်စလုံးလေရင်စီးနေတော့မှကောင်မလေးဟာလေရင်ပေါ်ကခီးတဲ့တွေနဲ့လေရင်အမှုထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာအဲ့ဒီကဏ္ဍကိုပဲထပ်ပြီးမြင်လိုက်ရပြန်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အတွက်လေရင်ပေါ်ကလူတွေအားလုံးမကြခင်တေဆုံးတော့မယ်ဆိုတာကိုကောင်မလေးကရိပ်မိသွားပါတယ်အမေဖြစ်သူကဒါကိုသိလိုက်ရတဲ့အချိန်မှာလေရင်ပေါ်ကလူတွေအားလုံးကိုလေရင်ပေါ်ကနေဆင်းကြဖို့အော်ပြောခဲ့ပေမဲ့ဘယ်သူမှမယုံခဲ့ကြပါဘူးလေရင်မှုကလည်းသူတို့ကိုစူပူတောင်းကျမ်းမှုလုပ်တယ်ဆိုပြီးလေရင်ပေါ်ကနေနှင်ထုတ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနီးနားမှာထိုင်နေတဲ့ကုမ္ပဏီဥက္ကဋ္ဌ CEO ကဒါကိုတတိပြုမိသွားပြီးသူလည်းလေရင်ပေါ်ကနေဆင်းကျင်တယ်လို့လေရင်မှုကိုပြောခဲ့ပါတယ်ဒါကိုမြင်တော့လူတိုင်းကအဲ့ဒီဥက္ကဋ္ဌကိုဝိုင်းပြီးလှောင်ပြောင်းခဲ့ကြပါတယ်ဒါပေမဲ့ဥက္ကဋ္ဌကတော့သူတို့ကိုဂရုမစိုက်ပဲအဲ့ဒီအမေနဲ့သမီးကိုခေါ်ပြီးလေရင်ပေါ်ကနေဆင်းသွားခဲ့ပါတယ်လေရင်ဟာပြန်တက်ပြီးတိတ်မကြခင်မှာပဲတခုခုချိုးယွင်းချက်ဖြစ်သွားပြီးပြတ်ကျသွားခဲ့တာလေရင်ပေါ်ပါလာသူအားလုံးတိတ်ဆုံးသွားခဲ့ပါတယ်ကုမ္ပဏီဥက္ကဋ္ဌကဒါကိုသိလိုက်ရတဲ့အခါမှာတော့အလွန်မင်းထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်ဇလန်းကောင်းများအတွက်ဖော်လို့လုပ်ထားပါ